မနက်အာယုံကိုအချိန်မှာတော့ကုန်တယ်နှစ်ယောက်ဟာသူတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းချဖို့အတွက်တက်ကြွစွာနဲ့ခရီးစတင်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာကိုပိုင်ကုန်ပစ္စည်းတွေကိုထမ်းပိုးရင်တောင်တန်းတွေကိုဖျက်ကျော်ကတခြားရွာတွေစီကိုတွားရောက်ရောင်းချဖို့အတွက်ထွက်လာခဲ့ကြတာပေါ့။ကုန်ရောင်းဖို့အတွက်ခရီးထွက်လာရင်းနဲ့မမျော်လင့်ပဲတောနက်ထဲမှာညနေဆောင်အချိန်ကိုရောက်ရှိလာပါတယ်။တရောင်တက်နဲ့ခရီးနှင်လာခဲ့ကြပေမဲ့နေဝင်ရိုးရီအထိတခြားရွာကိုမရောက်နိုင်သေးပါဘူး။အမောင်ရိပ်တွေဟာတပြေးပြေးမှိုင်းညို့လာခဲ့ပြီးတောအုပ်ကြီးတစ်ခုလုံးကိုလွှမ်းမိုးလာပေမဲ့သူတို့နားခိုဖို့နေရာကိုအခုတည်းထိရှာမတွေ့နိုင်သေးဘူး။ညကလည်းမှောင်လမ်းကလည်းဝေးဘိုက်ကလည်းအတော်လေးကိုစားလောင်နေပြီဖြစ်တာကြောင့်တယောက်နဲ့တယောက်သိမကြည်မလင်ဖြစ်လာကြပါတယ်။ပြောင်းဖို့ငါတို့အခုချိန်ဒီနားဖို့နေရရှာလို့မရသေးဘူးနော်။နင်းကလည်းတပြေးပြေးနဲ့ကြာလာပြီ။ဒီနားမှာလည်းရွာနဲ့တူတဲ့အရေးအယောင်တော့မတွေးရသေးဘူးကွာ။နေဝင်လို့မှနားမဲ့နေရာကိုမရောက်နိုင်ဘူးဆိုရင်တော့ဒုက္ခအကြီးကျယ်တော့ရောက်တော့မှာပေါ့။ငါတို့နှစ်ယောက်ဒီညဘယ်နားမှအိပ်ရမလဲတော့မသိတော့ပါဘူးကွာ။စိတ်တွေလည်းအယမ်းညစ်တာပဲ။အဲ့ဒါကြောင့်မင်းကိုပြောသားပဲကိုမကျွမ်းကျင်တဲ့နေရာတွေကိုဈေးလာမရောက်ပါနဲ့လို့အခုတော့ငါတို့နှစ်ယောက်စလုံးအိတ်စီရနေရာမရှိတော့ဘူးဒီကြားတဲ့ဘိုက်ကလည်းသေမတက်စားနေပြီကွာမင်းကလည်းကွာငါ့ကိုကြီးပဲအပြစ်ပုံချမနေပါနဲ့ကွာငါလည်းရွာမှာတဲ့ဆိုင်ရင်ဒီလိုလှည့်ပက်ရောင်းတော့အမြတ်အစုံပို့ရမလားလို့တွေးခဲ့တာပေါ့ရောက်လာမှတော့မထူးပါဘူးကွာတယောက်နဲ့တယောက်အပြစ်တင်နေလို့လဲအိတ်စီရနေရာရလာမှာမဟုတ်တာမင်းစိုးရိမ်တယ်လို့ငါလည်းစိုးရိမ်တာပဲနင်းကလည်းတဖြည်းဖြည်းနဲ့ထူးလာပြီအခုလိုအမောင်ထဲမှာဆက်လက်ရှောက်နေရင်လမ်းပေါ်မှာတင်တောရန်တရိတ်ဆန်တွေရဲ့အစာပြစ်သွားနိုင်တယ်ကွာလာပါကွာဒီမှာတင်ညီးတွားနေရတဲ့ဆိုင်တော့အရှိကိုနည်းနည်းထက်တိုးပြီးတွားကြည့်ကြရအောင်ရွာများရှိမလားလို့ပေါ့ကွာသူတို့နှစ်ယောက်ဟာဘေးပတ်ဝန်းကျင်ကိုအသေးအတန်စူးစမ်းလေ့လာကြည့်ကြပါတယ်။အဲဒီနောက်မှာတော့သူတို့ရဲ့ဘေးတစ်ဖက်မှာရှိတဲ့တဲအိမ်လေးစီကနေမီးခိုးတွေထွက်နေတာကိုဝမ်းသာအားရတွေ့သွားကြတာပေါ့။တဲအိမ်လေးတွေကမီးခိုးငွေတွေကိုမြင်လိုက်ရတော့သူတို့ရဲ့ရင်ထဲမှာမျောလင်းချက်တွေပြန်လဲပွင့်လန်းလာခဲ့ပြီးအယံကိုပျော်ရွှင်သွားကြပါတယ်။ဒီလိုနဲ့ပဲသူတို့ရဲ့မျက်စိရှိမှမြင်နေရတဲ့တဲအိမ်လေးစီကိုအမြန်ဆုံးသွားကြဖို့ဆုံးဖြတ်ခဲ့လိုက်ကြတာပေါ့။ပြောင်းမကျော်ငါတို့ဒီနေ့တော့တောရန်တရိษံတွေရဲ့လက်ကနေလွတ်ပြီကွာဟိုမှာကြည်သမ်းပါဦးမီခိုးတွေထွက်နေတဲ့တိမ်လေးကိုတွေ့လားလာအဲ့ဒီအိမ်ကိုသွားပြီးအကူကြီးတောင်းကြည့်ကြရအောင်ကွာမီခိုးတွေထွက်နေတယ်ဆိုတော့လူရှိမှတေးကြပါတယ်တ냐တော့အိမ်ဖို့တဲ့သွားပြီးတောင်းပန်ကြည့်ရအောင်ကွာအိမ်ရှင်ကခွင့်ပြုရင်တော့ဓမင်းလဲစားရမယ်အိမ်လဲအိမ်ရမှာပေါ့ကွာအေးဟုတ်တယ်ကွာတဲထဲမှာမီခိုးတွေမြင်နေရတယ်ဆိုတော့ဒါလူနေတဲ့အိမ်ပဲဖြစ်ရမယ်လာပါဖိုးအေးဟာငါလည်းအရန်ပိုက်စားနေပြီအဲ့ဒီအိမ်မှာတခုခုသွားတောင်းစားကြည့်ရအောင်ကွာပြီးတော့ဒီညဒီမှာအိတ်လို့ရမလားဆိုတော့ကိုလည်းမေးကြည့်ရမှာပေါ့အိမ်ရှင်ကစိတ်ကောင်းရှိတယ်ဆိုရင်တော့တ냐တာအတွက်အဆင်ပြေသွားမှာပါကွာဒီညငါတို့တွေအဲ့ဒီမှာပဲအိတ်ခွင့်ရတော့ပါတယ်သွားမယ်လာပါဖိုးအေးဟာငါတကယ်ထမင်းစားနေပြီကွာဒီလိုနဲ့နှစ်ယောက်သားဟာတဲအိမ်လေးစီကိုအရှင်အဟုန်နဲ့ပြေးသွားကြပါတယ်။တဲနာကိုရောက်တဲ့အခါမှာတော့ဖိုးအေးကတဲတကားကိုအလောတကြီးနဲ့ခောက်လိုက်တာပေါ့။အရှင်အတော်ကြာအောင်တကားခောက်ပြီးတဲ့နောက်မှာတော့အထဲကနေဘသူမှထွက်မလာခဲ့ပါဘူး။အင်းရှင်တို့အိမ်ထဲမှာလူရှိလားဗျ။ကျွန်တော်တို့အနောက်ချက်ပေးပြီးလို့စိတ်မကောင်းပါဘူးဗျာ။ကျွန်တော်တို့ကခီးသွားတွေပါ။ဘိုက်စာလို့အစားအစာလေးနည်းနည်းပါးပါးရမလားလို့အကူညီတောင်းချင်လို့ပါ။တယောက်ရှိလားဗျ။ အိုးဘသူတွေလဲတကားခေါင်းနေရဘသူတွေလဲညကလည်းအတော်လေးနောက်ကျနေပြီဘာများလို့အဲ့လိုလဲခဏလေးစောင့်ပါကျမတကားဖွင့်မိမယ် ဒီလိုနဲ့မုတ်ဆိုးမာလီဟာတကားပွင့်ဖို့အတွက်အမြန်ထွက်လာခဲ့ပါတယ်ခဏကြာတဲ့အခါမှာတော့လူလက်ပိုင်းအရွယ်အမျိုးသမီးတူကသူတို့နှစ်ယောက်ကိုတကားလာဖွင့်ပေးတာပေါ့မုတ်ဆိုးမာလီကိုမြင်မြင်ချင်းမှာပဲသူတို့နှစ်ယောက်ဟာရင်ခုန်တန်တွေမြင်သွားကြတာပေါ့သူတို့နှစ်ယောက်စလုံးခဏတာမှင်သက်သွားခဲ့ပြီးမုတ်ဆိုးမာလီရဲ့အလားအပကိုစိုက်ကြည့်နေကြပါတယ်ပါဇက်တောင်မစီနိုင်ပဲသဘောကျတဲ့အရေးအယောင်တွေနဲ့ပြုံးစစ်စီလေးကြည့်နေကြကြတာပေါ့အော်ညီမလေးကျွန်တော်တို့ကကုန်ပစ္စည်းတွေကိုလှည့်ရောင်းနေတဲ့ခရီးသွားကုန်တွေပါနှောက်ရက်မိရင်ခွင့်လွှတ်ပါနော်ကျွန်တော်တို့ခရီးသွားရင်းနဲ့နေဝင်မှုရှုပ်သွားပြီးဘယ်နှသွားရမှန်းမသိတော့လို့ပါဒီနားတော့မှာအတော်ကြာအောင်အိမ်တွေကိုလိုက်ရှာခဲ့ပေမဲ့ဘယ်နေရာမှမတွေ့ရဘူးဘိုက်ကလည်းစားပင်ကလည်းပင်ပန်းတာနဲ့အတော်လေးနားယူချင်နေပြီမလို့ပါအိမ်လိုက်ရှာရင်းနဲ့ဒီတဲလေးကိုတွေ့တာနဲ့အကူအညီဝင်တောင်းရတာပါနော်ညီမဖြစ်နိုင်ရင်လေကျွန်တော်တို့ကိုဒီမှာတညလောက်တဲခွင့်ပြုပါလားကျွန်တော်တို့တကယ်ပဲဒုက္ခရောက်နေလို့ပါနော်လမ်းမှာအိပ်ဖို့ဆိုတော့ကလည်းတောရဲသားကောင်တွေကိုကြောက်ရတယ်မဟုတ်လားအဲ့ဒါညီမလေးကျွန်တော်တို့ကိုတညလောက်တဲခွင့်ပေးလို့ရမလားသိချင်ပါတယ်ဒါနဲ့ညီမကဒီမှာတယောက်ထည့်နေတာလားဒါမှမဟုတ်မိသားစုဝင်တွေရောရှိသေးလားဗျ ကျမမှာဒီမှာတူနေရဲ့မိသားစုဝင်တွေမရှိပါဘူးရှင်ကျမရဲ့မိသားစုဝင်တွေကရွာထဲမှာပဲနေကြတာပါကျမတော့ရွာပြင်ဘက်ကမိသားစုပိုင်ဝင်းမျိုးရှမ်းအောင်ဆောက်ရှောက်ဖို့အတွက်ဒီမှာလာနေရပါ
ကျမတို့ရွာရဲ့ထုံးစံအရာမွေးမြူရေးခြံတွေကိုရွာပြင်မှာပဲတီးတန့်ထားလေးရှိကြတယ်လေအဲ့ဒါကြောင့်ကျမကဒီတဲလေးမှာတယောက်တည်းဖြစ်နေတာပါအကိုတို့အားရနာပါတယ်ကျမဒီမှာမိန်းကလေးတယောက်ထင်နေရဆိုတော့အကိုတို့ညက်ကိုအိမ်ထဲဝင်ခိုင်းပြီးအိတ်ခိုင်းဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ပါဘူးတင့်လည်းမသိတော်ဘူးမဟုတ်လားတကယ်ကိုအားနာပေမဲ့ဒီမှာတော့ကျမလက်ခံလို့ရမှာမဟုတ်ဘူးအရှားနေရမှာပဲသွားချကြည့်လိုက်ပါလားဒီလန်အတိုင်းနောက်ထပ်တစ်နာရီလောက်ထပ်ချောက်လိုက်ရင်တော့ကျမတို့ရွာကိုရောက်ပါလိမ့်မယ်အဲ့ဒီမှာတဲခုမဲဆိုရင်တော့အဆင်ပြေသွားမှာပါသူတို့နှစ်ယောက်ဟာမုတ်ဆိုးမလေးရဲ့ပြောစကားတွေကိုနားထဲမဝင်နိုင်တော့ပဲသူမရဲ့အလားအပါကိုကြည့်ပြီးမိန်မောကြရှုံးနေခဲ့ပါတယ်။မုတ်ဆိုးမလေးရဲ့မလုံးတလုံးအဝတ်အစားတွေနဲ့ဒေါ်စုတောင်သားပြီးကျမ်းမာလှပတဲ့ပုံရိပ်ကြောင့်သူတို့ရဲ့တနာစိတ်ဟာငယ်တဲ့အထိမြင့်တက်လို့လာပါတယ်။ဒီညတော့အရန်နောက်ကျနေပြီမလို့ပါညီမရဲ့အကိုတို့ဘိုက်ကလည်းအရန်စာနေပြီနောက်ထပ်တစ်နာရီလောက်ဆက်လျှောက်ဖို့တော့မှဘလို့မှခံနိုင်ရရှိတော့မှာမဟုတ်လို့ပါကွာအကိုတို့ကယူသားတဲ့ကုန်တယ်တွေပါညီမရဲ့ညီမကိုဘာအန်ရဲမှမပေးဘူးလို့အကိုတို့အာမခံပါတယ်နော်အိတ်ဖို့နေရာလေးတစ်ခုပဲလိုချင်တာပါမနဲ့လင်းတာနဲ့ရှက်ရှင်းပြန်ပါမယ်ညီမရဲ့နော်အကိုတို့ကိုခွင့်ပြုပေးပါဟုတ်ပါတယ်ညီမရဲ့အကူတို့ကလူကောင်းတွေဆိုတာအာမခံပါတယ်တကယ်လို့အလကားတဲကိုဖို့အတွက်ခွင့်မပြုနိုင်ဘူးဆိုရင်လေအကူတို့ပါလာတဲ့ပစ္စည်းတွေကိုတဲကိုကအပြည့်ပေးပါမယ်အကူတို့မှာတန်ဖိုးကြီးတဲ့ဘိုးထည်လိပ်တွေအရန်လှတဲ့အဝတ်အထည်တွေပါလာတယ်ကွအဲ့ဒါတွေကိုဒီတညတဲကိုကအပြည့်ညီမကြိုက်တဲ့ပစ္စည်းကိုယူနိုင်ပါတယ်ကွဒီတညပဲခိုလုံခွင့်ပြုပါနှစ်ပြန်မိုးလင်းတာနဲ့ရှက်ရှင်းပြန်ပါမယ်နော်ညီမကျေးဇူးပြုပြီးအကူတို့ကိုကူညီပါတောင်းဆိုပါတယ်ကွအုပ်စိုးမလေးဟာအနှဲငယ်တွန်းဆုံနေခဲ့ပေမဲ့လို့လည်းဒုက္ခရောက်နေတဲ့သစိမ်းနှစ်ယောက်ကိုကြည့်ပြီးတနာစိတ်ကဝင်လာပြန်ပါတယ်။သူမဟာသစိမ်းယောက်ျားတွေကိုမကူညီခြင်းပေမဲ့လည်းအပြင်မှာရှိနေတဲ့အမောင်ရိပ်နဲ့တော်ရိုင်းတရိษံရဲ့ဘေးအန္တရာယ်ကိုကြည့်ပြီးကိုချင်းစာတရားနဲ့လက်ခံဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။ဟုတ်ပါပြီ။ဒါဆိုလည်းအိမ်ထဲဝင်ကြပါ။အပြင်မှာလည်းအတော့အမောင်နေပြီဆိုတော့ဒီညတော့ကျမအိမ်မှာတဲခွင့်ပေးလိုက်မယ်။ဒါပေမဲ့သဘောတူညီချက်အတိုင်းမနေ့ရောက်တာနဲ့ကျမအိမ်ကနေတန်းပြန်ရမယ်နော်လာကြပါအိမ်ထဲကိုဝင်ကြလေကျေးဇူးတင်လိုက်တာညီမရဲ့ကျေးဇူးကိုဘယ်လိုဆက်ရမှန်းတော့မသိတော့ပါဘူးဟုတ်ပါတယ်ဗျာမောင်ကျော်ပြောသလိုပါပဲအကူလည်းညီမကိုအရင်ကျေးဇူးတင်ပါတယ်မနေ့ရောက်မှပဲပါလာတဲ့ပိုးတွေတွေကအလှဆုံးတစ်ထည်ကိုကျေးဇူးဆက်တဲ့အနေနဲ့ပေးပါမယ်နော်ဒီလိုနဲ့မုတ်ဆိုးမလေးဟာအိမ်ထဲကိုအရင်ဦးဆောင်ပြီးဝင်သွားပါတယ်။အနောက်ကနေကြံခဲ့တဲ့မောင်ကျော်နဲ့ဖိုးအီတို့ကတော့တနာစိတ်အပြင်းနဲ့ကောင်မလေးကိုလိုက်ကြည့်နေကြတာပေါ့။သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်အကြည့်ချင်းဆုံးပြီးမြှုပ်ဝက်တဲ့စကားနဲ့ကောင်းကြီးပြလိုက်ကြပါတယ်။အဲဒီနောက်မှာတော့မုတ်ဆိုးမလေးရဲ့အိမ်ထဲကိုဝင်သွားခဲ့ကြတာပေါ့။ရွာပြင်မှာထွက်နေရပြီမဲ့လို့လေမုတ်ဆိုးမလေးရဲ့အဲဝဲကြေပုံမှုကတော့အင်မတန်မှကိုပြည့်စုံလာပါတယ်။ဘယ်ကနေရောက်လာမှမသိတဲ့တစိမ့်နှစ်ယောက်အပေါ်မှာလည်းစေတနာထားရှာတာပေါ့။နှွေထွေးအောင်မိဖို့လေးဖိုးဖေးပြီးမိဖို့ရဲ့အနားမှာအိယာကိုတေချာပြင်ဆင်ပေးပါတယ်။သူမရဲ့အိမ်မှာရှိသမျှအစားအသောက်တွေကိုလည်းအားရပါရကျွေးမွေးဧကန်လို့နေတာပေါ့။ရှင်တို့တယောက်ကခီးဝေးကြီးကလာရတာဆိုတော့အတော်ပင်ပန်းနေပါပဲ။ကျမအိမ်မှာရှိရလေးနဲ့ပြင်ဆင်ပေးထားပါတယ်။စားလိုက်ကြပါအောင်။ဒီရွာအနီးတစ်ဝိုက်ကလူတွေကပုံမှန်အတိုင်းသမင်းနဲ့ဟင်းသီးဟင်းရွက်ကိုပဲစားလို့ရှိကြတာပါ။ကျမလည်းအိမ်မှာဘာအသားမှမရှိလို့ရှိရလေးနဲ့ပဲပြင်ဆင်ပေးလိုက်ပါတယ်။ဟင်းမကောင်းသလိုဖြစ်သွားရင်ကျမကိုစိတ်မဆိုးကြပါနဲ့ရှင်။စိတ်မဆိုးဘူးလို့လည်းမျှော်လင့်ပါတယ်။ရှင်တို့လည်းထမင်းစားနေကြမှာပဲ။စားလိုက်ကြပါအောင်။ထမင်းစားပြီးမှအနားယူကြပါရှင်။ဒါဆိုရင်ကျမရှင်တို့ကိုမနှောက်ယှက်တော့ဘူးနော်။ထမင်းစားပြီးအိတ်လိုက်ကြပါအောင်။ကိစ္စမရှိပါဘူးညီမရဲ့ဟင်းမကောင်းလေအကိုတို့နှစ်ယောက်ကအားရပါရစားနိုင်ပါတယ်ဒီလောက်အထိကူညီပေးတာကိုပဲညီမကိုကျေးဇူးတင်လာပါပြီညီမကအရန်သဘောကောင်းပြီးကျင်နာတတ်တာပဲနော်အကိုတို့မှပြောစရာစကားတော့မရှိတော့ပါဘူးကွာကျေးဇူးအများကြီးတင်ပါတယ်ညီမလေးမောင်ကျော်နဲ့ဖိုးအေးတို့နှစ်ယောက်ဟာမုတ်ဆိုးမလေးကိုကျေးဇူးတင်စကားတွေတစီတန်းကြီးပြောပြီးတဲ့နောက်မှာတော့တဲခင်းဧခံထားတဲ့ထမင်းနဲ့ဟင်းတွေကိုအားရပါရစားတော့ပါတော့တယ်။ထမင်းစားနေရင်းနဲ့တော့သူတို့ရဲ့ပါဇက်တွေကအငြိမ်မနှီးပဲမုတ်ဆိုးမလေးကိုမြှောက်ပင်းပြီးအားရှောင်လိုက်သေးတာပေါ့။စကားမဆက်ညီမကအရန်လှတာပဲနော်။ဟင်းကလည်းရှက်တက်လိုက်တာလက်ရာကလည်းရှယ်ပဲမျက်နှာလေးကလည်းလှကိုလုံးကိုပေါက်ကလည်းလှနေအဖက်ဖက်မှာပြေးစုံလုံးနေတာပေါ့အခုလိုရွာပြင်မှာတယောက်တည်းနေရတာဆိုတော့အရင်အထီးကျန်ပါပဲနော်ပြည့်လို့တယောက်တည်းနေရတာလဲညီမရဲ့ဒေါ်ကြီးမြတ်မဲထဲမှာအန်ဒီရီနဲ့တွေ့မှာမကြောက်ဘူးလားမိမသားတယောက်တည်းဒီလိုတောဆက်မှာထွက်နေတော့အန်ဒီရီများတာပေါ့ဘာကြောင့်ဒီမှာတယောက်တည်းနေဖို့ဆုံးဖြတ်လိုက်ရတာလဲမုတ်ဆိုးမလေးကတော့သူမရဲ့ဝမ်းနေစရာအတိတ်ကိုအခုလိုပဲဖွင့်ဟပြောလိုက်ပါတယ်
ဒီနေရာမှာဘာအန်ဒီရဲ့မှမရှိပါဘူးအကိုတို့ရဲ့ကျမရဲ့အတိတ်တွေကိုလည်းပြန်ပြီးမပြောရှင်တော့ပါဘူးဒါပေမဲ့အကိုတို့ကစိုးရင်တကြီးမင်းနေရောလေပြောပြရတော့မှာပေါ့ကျမအပြိုမဟုတ်ဘူးအကိုတို့ရဲ့အရင်ကကျမမှာအိမ်အောင်ရှိခဲ့ဘူးပါတယ်အခုတော့သူမရှိရှာတော့ပါဘူးသူရှိခဲ့တော့ကလေဒီတဲလေးထဲမှာနှစ်ယောက်အတူတူပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတာလေဒါပေမဲ့ကံကြမ္မာမျက်နှာသာမပေးတော့ရုတ်တရက်သူကွယ်လွန်သွားတဲ့အခါကျမလည်းမဟုတ်ဆိုးမှဖြစ်သွားရတာပေါ့သူမကခဏတာငြိမ်သက်သွားပြီးမှစကားကိုဆက်ပြောပါရယ်အဲ့ဒါကြောင့်ပဲကျမကဒီမှာတယောက်တည်းဆက်နေဖြစ်တာပါရွာထဲမှာကျမရဲ့မိသားစုဝင်တွေရှိပေမဲ့လည်းကျမမပြန်ရှင်တော့ပါဘူးကျမခင်မွန်ထားရခဲ့တဲ့ဒီနေရာလေးမှာပဲတယောက်တည်းအေးအေးဆေးဆေးနေဖို့ဆုံးဖြတ်လိုက်တာဒီမှာနေရတာအဆင်ပြေပါတယ်ဘာအပူပင်မှလည်းမရှိဘူးလေကျမတို့အိမ်ရမွေးထားတဲ့စက်တွေနွားတွေဝက်တွေကိုကြည့်ရင်လည်းကျမပြင်းချိန်တော့မရပါဘူးအိမ်ကညီကောင်မောင်နှမတွေကလည်းရွာထဲပြန်လာနေဖို့ခဏခဏခေါ်ကြပါတယ်ဒါပေမဲ့ကျမကအတော်ပြန်လန်းလျှောက်ရမှာကိုအရန်ပြင်းတာလေအဲ့ဒါကြောင့်မလို့ဒီမှာပဲအမြဲတမ်းနေထိုင်ပြီးတရိษံလေးကိုပြုစုဆောက်ရှောက်နေရပေါ့မုတ်ဆိုးမလေးကစကားပြောပြီးတဲ့နောက်မှာတော့မိဖို့အတွက်ထင်းတွေကိုထက်ယူပြီးအပြင်ဘက်ကိုခဏထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့မောင်ကျော်နဲ့ဖိုးအေးတို့ရဲ့မျက်လုံးတွေထဲမှာရုံမာတဲ့အရေးအယောင်တွေပေါ်လာတော့တာပေါ့။မုတ်ဆိုးမလေးကသူမရဲ့ဇက်ကြောင်းကိုပြောပြနေချိန်မှာမောင်ကျော်နဲ့ဖိုးအေးတို့ကတော့သူမရဲ့ကိုယ်လုံးကိုယ်ပေါက်ကိုသာတနာစိမ့်နဲ့ကြည်နေကြတာပေါ့။မုတ်ဆိုးမလေးအပြင်ထွက်သွားတာနဲ့သူတို့နှစ်ယောက်ရဲ့လူယုံမာစိတ်သက်တွေကထိမ့်မရအောင်ပွင့်ထွက်လို့လာပါတယ်။သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အကြည့်ချင်းစုံလိုက်ကြပြီးလူချင်းတက်မှတ်မှုတွေပြည့်နှက်နေတဲ့တနာအပြုံးကြီးတွေပြုံးလိုက်ကြပါတယ်။ဟိုမင်းမြင်လားကွာမုတ်ဆိုးမလေးကဘလောက်တောင်လှလိုက်တယ်လေကွာမုတ်ဆိုးမသာဖြစ်တာအခုအချိန်ကြီးရင်သက်ရှုမောစရာကောင်းလှပနေတော့မယ်ကွာခန္ဓာကိုယ်ကောက်ချောင်းတွေဆိုတာလေဘလို့လှသလားမမင်းနဲ့မင်းမြင်တဲ့အတိုင်းပဲကြက်တီလေးကလည်းရှိလိုက်တာကွာငါတော့မြင်မြင်ချင်းဆွဲလန်းသွားပြီမင်းရောသူ့ကိုမပိုင်ဆိုင်ချင်ဘူးလားဘယ်လိုပြောလိုက်တာလဲကွာငါလည်းသူ့ကိုပိုင်ဆိုင်ချင်တာဗောဒီလောက်တသွေးတမွေလှနေတာဘယ်သူကမလို့ခြင်းပဲနေပါမလဲမုတ်ဆိုးမလေးဖြစ်နေတာကလွယ်လို့ဘယ်နာမှပြည့်ရစရာမရှိဘူးကွာဒီနေရာကလူသူလဲပြက်တယ်ဆိုတော့ငါတို့အတွက်အခွင့်အရေးကောင်းပဲဒီညတော့သူမနဲ့ငါတို့နှစ်ယောက်ပျော်ပွဲရှင်ပွဲကျင်းပလိုက်ကြရအောင်လို့လေငါအကြံအင်မတန်ကောင်းနေမလားကွာဒီလောက်ကောင်းတဲ့အခွင့်အရေးမျိုးနောက်တစ်ခါမလာနိုင်ဘူးနော်ငါအစီအစဉ်ကိုမင်းသဘောကျတယ်မဟုတ်လားသူတို့နှစ်ယောက်ရဲ့မျက်နှာတွေမှာရုံမာတဲ့အပြုံးကြီးတွေကအတိုင်းသားပေါ်လွင်နေပါတော့တယ်။သူတို့စကားပြောပြီးတဲ့နောက်မှာတော့မုတ်ဆိုးမလေးဟာအိမ်ပြင်ကနေထင်းတွေကိုယူပြီးအိမ်ထဲကိုပြန်ဝင်လို့လာတာပေါ့။တဲလာတဲ့ထင်းတွေကိုမိဘုံနာမှာရှာနေတဲ့မြင်ကွင်းကိုလူယုံမနှစ်ယောက်ကတော့မျက်တောင်မခတ်တန်စိုက်ကြည့်နေပါတယ်။မုတ်ဆိုးမလေးနာကိုသွားဖို့အတွက်တယောက်နဲ့တယောက်မျက်ရည်ပြလိုက်ကြတာပေါ့။နောက်ဆုံးမှာတော့နှစ်ယောက်သားဟာမုတ်ဆိုးမလေးကိုအလဲမှာထားပြီးတစ်ဖက်တစ်ချက်စီမှာညှက်ထိုင်လိုက်ပါတယ်။ရုတ်တရက်ဆိုတော့မုတ်ဆိုးမလေးလည်းကြောင်အန်းဖြစ်လို့သွားခဲ့ပြီးသူတို့ရဲ့အေးဆက်တဲ့အကြည့်တွေကိုရင်ဆိုင်နေရပါတယ်။ညီမလေးတယောက်ထင်နေရတာဆိုတော့လေအရင်အထီးကျန်ပါပဲနော်။ယောက်ျားလည်းမရှိဂယုစိုက်ပေးမဲ့သူလည်းမရှိတော့ညီမဘွားကတဲကိုပြင်းစရာကောင်းနေမှာပဲ။ကြည့်အောင်နဲ့တင်တနာလုံးလို့မျက်ရည်ကျကျင်လာပြီညီမရဲ့အခုကစပြီးဘာမှမပူနေတော့နော်ညီမလေးဘေးနားမှာအကိုလို့ရှိနေပြီအကိုကညီမလေးကိုစောင့်ရှောက်ပေးမှာပေါ့တယောက်တည်းတင်မဟုတ်ဘူးနှစ်ယောက်စလုံးကညီမလေးကိုစောင့်ရှောက်ပေးအောင်ပါအကိုတို့နှစ်ယောက်စလုံးဂယုစိုက်ပေးတဲ့အချိန်မှာညီမလေးရဲ့စိတ်ဖိစီးမှုတွေဘလို့တတ်တာသွားမလဲဆိုတာကိုစောင့်ကြည့်လိုက်ပေါ့ဟုတ်တယ်ညီမလေးအကိုတို့နှစ်ယောက်စလုံးကဗလားတောင်းတင်ပြီးအင်အားလေးကောင်းကြတယ်လေညီမလေးကိုကောင်းကောင်းကြီးဂယုစိုက်ပေးပါမယ်အကိုတို့ပြောတာတွေကိုသဘောတူတယ်မဟုတ်လားဒီညညီမလေးအကိုတို့နှစ်ယောက်နဲ့အတူတူနေလိုက်ပေါ့ဘာမှပြန်မပြောဘူးဆိုတော့သဘောတူတယ်လို့ပဲယူဆလိုက်ပြီနော်မုတ်ဆိုးမလေးကမျက်မှောင်ကြုံကြည့်လိုက်ပြီးဒေါသတကြီးကြည်နေပါတော့တယ်သူမရဲ့ပခုံးပေါ်မှာတင်ထားတဲ့လက်တွေကိုရိုက်ချလိုက်ပြီးဒေါသထွက်လွန်လို့တကိုယ်လုံးတုံရင်လုံးနေတာပေါ့ရမက်စိတ်တွေနဲ့လူယုံမာတွေကိုကြောက်ရွံ့စိတ်ပါပေါင်းဆက်သွားခဲ့ပြီးမတ်တက်ထားရက်ကနှစ်ယောက်စလုံးကိုအိမ်ပြင်ထွက်ဖို့နှင်ထုတ်လိုက်တော့တာပေါ့နင်တို့ဘာစကားတွေပြောနေကြတာလဲနင်တို့မှနှမရှင်စာနာစိတ်မရှိကြဘူးလားနင်တို့ပြောနေတဲ့စကားတွေကမသိတော့ဘူးဆိုတာမသိဘူးလားကျမရှင်တို့အိတ်ဖို့စားဖို့နေရာပေးထားတာကိုဒီလိုရုံညံ့တဲ့စကားတွေပြောထွက်ကြတယ်ပေါ့လေကျမရဲ့စေတနာတွေကိုဒီနည်းနဲ့ကျေးဇူးဆက်တာလားရှေးလူကြီးပြောတာမှန်လိုက်တာရှင်နှချောင်းတရိษံတွေမကဲကောင်းဘူးဆိုတာအခုမှသိတော့တယ်ကျမအိမ်ထဲကနေအခုရှင်ရှင်ထွက်သွားကြရှင်တို့ဒီညဒီမှာဆက်နေဖို့ကျမခွင့်မပြုနိုင်တော့ဘူးအခုရှင်ရှင်ထွက်သွားကြကျေးဇူးကံနဲ့လူယုံမာတွေ
ရှင်တို့ဘယ်မှာသွားရေးကျမနဲ့မဆိုင်ဘူး စိတ်မဆိုးပါနဲ့ညီမလေးရဲ့အကိုတို့ကစားလိုက်တာပါစိတ်ဆိုးနေတာလေးကတော့ရှစ်ဖို့ကောင်းနေပါသေးတယ်ဒါပေမဲ့စောနာကစကားကိုတော့နှစ်တော့လက်ခံပေးပါလားယင်မင်းလည်းပြောငါတို့လည်းပြောရမှာပေါ့မမနေစမ်းပါနဲ့ကွာယောက်ျားမရှိပဲနေလာရတာဘလောက်အထီးကျန်မလဲဆိုတာကိုငါတို့သိတာပေါ့ဒီမှာဘယ်သူမှလည်းမရှိဘူးမင်းရဲ့စိတ်တွေကိုထိန်းချုပ်မထားစမ်းပါနဲ့ပေါစိုးမလေးဟာသူတို့ကိုနှင်ထုတ်ပေမဲ့ဘလုံးဝထွက်မသွားပဲရှိန်ရှောင်းနေခဲ့တာကြောင့်အန်ဒီရဲ့ရှိနေပြီဆိုတာကိုသိသွားပါတော့တယ်။သူမအိမ်ထဲကနေထွက်ပြေးဖို့အတွက်ကြိုးစားပေမဲ့နောက်ကျလို့သွားခဲ့ပါပြီ။ပြေးမဲ့လမ်းကြောင်းတိုင်းကိုတယောက်တလဲစီပိတ်ဆို့ထားခဲ့ပြီးမုတ်ဆိုးမလေးကိုအတင်းအဓမ္မအနိုင်ကျင့်ကြတာပေါ့။ငါ့ကိုလွတ်စမ်းအခုရှင်လွတ်ပေးကြစမ်းလူရုံမာတွေငါကူညီပေးထားတဲ့မျက်နှာတော့မထောက်ကြဘူးလား။ငါ့ကိုအခုရှင်လွတ်ငါလက်ကိုမကင်နဲ့တရားရှိကြလားကျမကိုကဲပါအောင်လူရုံမာတွေကျမကိုစော်ကားနေရဲ့ကဲကြပါအောင်အော်ကျင်တော့အော်တိုင်းနင်ဘသူ့ကိုအကူညီတောင်းဒီတော့ထဲမှာဘယ်သူမှကြားမှာမဟုတ်ဘူးနင်ကနင်ဘဝကိုအန်ဒီရဲ့တဲ့နင်ကိုယ်တိုင်ပိတ်ခေါ်ခဲ့တာလေဘသူကနင်ကိုရွာအပြင်မှာတယောက်တည်းလာနေခိုင်းလို့လေနင်ကငါတို့လိုလူတွေအတွက်တစားကန်တယောက်ပဲကြိုက်တော့နင်ကိုဘသူမှလာမကင်နိုင်တော့ဘူးနောက်ဆုံးမှာတော့သူတို့ဟာကောင်မလေးကိုပွေးရှိသွားပြီးခုံပေါ်ကိုအတင်းတွန်းတင်လိုက်ပါရီအဲဒီနောက်မှာတော့လူမဆန်စွာနဲ့မဖွဲမရပြုတ်ကျင်တော့တာပေါ့တိတ်ဆိတ်လာတဲ့ညာချမ်းအရှိန်အခါလေးဟာမုတ်ဆိုးမလေးရဲ့နာကျင်ပွဲအော်ဟစ်တန်တွေနဲ့အတူတတော်လုံးကိုဖုံးလွှမ်းလို့သွားပါတော့တယ်ဒီလိုနဲ့ညာနဲ့တဲ့နဲ့လို့လာတာပေါ့တစ်ဖက်မှာလည်းလူယုံမနှစ်ယောက်ဟာသူတို့ရဲ့ယုံမရိုင်းဆိုင်တဲ့ကိစ္စတွေကိုပြီးဆုံးသွားပြီမလို့မုတ်ဆိုးမလေးကိုဝိုင်းပြီးအရှိုသက်ရှော့မော့နေကြပါတယ်မုတ်ဆိုးမလေးကတော့သူမရဲ့ဘဝတစ်ခုလုံးဖျက်ဆီးခံလိုက်ရတဲ့အဖြစ်ကိုတွေးတော့ရင်ဖြေမစင်နိုင်အောင်ဝမ်းနဲ့ပူဆွေးကငိုကြွေးနေရှာတာပေါ့ငါရဲ့ဂုံသိက္ခါတွေမြောင်းနေရောက်ကုန်ပြီလူယုံမာတွေနင်တို့ငါဘယ်တော့မှမကျေနပ်ဘူးခွေလောက်မှအသိဉာဏ်မရှိတဲ့ကောင်တွေနင်တို့လည်းဒီနေ့ငါ့လိုပဲခံစားစေရမယ်နင်တို့ကြောင့်ဘဝပြည့်ရတဲ့မိန်းကလေးတွေဘယ်နှယောက်တောင်ရှိနေပြီလဲလူယုံမာတွေတကယ်လူယုံမာတွေလာပါကွာငိုပါနဲ့တော့အကုတ်ရင်ခွင်ထဲမှာလာနာစမ်းပါဒါကအသားပွန်းပဲ့သွားတာမှမဟုတ်တာအပေါ်တက်ပဲလေစွန်နာကမင်းလည်းပြောခဲ့တာပဲမဟုတ်လားမလိန်စမ်းပါနဲ့ကွာဒီကိစ္စကိုဘယ်သူကိုမှမပြောပါဘူးလို့ဂရီပေးစမ်းပါမင်းအဲ့ဒီဂရီကိုပေးနိုင်ရင်မင်းကြိုက်တာတောင်ငါတို့ပေးမယ်ဦးရဲ့ယူခြင်းလားဒါမှမဟုတ်ရောင်းရတဲ့ပတ်စံတွေကိုလိုချင်လားကွာဘာလိုချင်တယ်လဲအားလုံးပေးမယ်အပေးယူအနေနဲ့ဘယ်သူကမှပြန်မပြောနဲ့ဟုတ်ပြီလားကိုပြောတာကိုနားလေတယ်မဟုတ်လားတခုခုပြန်ပြောသမ်းပါဦးအိမ်မက်မက်နေလိုက်အောင်နင်တို့ရဲ့ရုံမှမှုတွေကိုတသက်လုံးဖုံးကွယ်လို့ရမယ်လို့ထင်နေလားလုံးဝမရစေရဘူးနင်တို့ရဲ့လုပ်ရက်တွေကိုလူတွေအားလုံးသိသွားအောင်မနေ့ပြန်ကြရင်ငါဖွင့်ရှာပြမယ်တရွာလုံးရှိမှာရောငါအဖေနဲ့အမေရှိမှာပါနင်တို့ရဲ့ရုံမှမှုတွေကိုအကုန်ပြောမှာနင်တို့တရွာလုံးကဝိုင်းမုံပြီးပြစ်ဒဏ်ပေးကြလိုက်မယ်မုတ်ဆိုးမလေးရဲ့စကားကြောင့်သူတို့နှစ်ယောက်ဟာလမ်းပြန်လို့သွားခဲ့ပြီးတယောက်နဲ့တယောက်ထိတ်လန့်တကြားစိုက်ကြည့်လိုက်ကြပါတယ်။မုတ်ဆိုးမလေးသာရွာသားတွေကိုတိုင်တန်းလိုက်ရင်သူတို့နှစ်ယောက်ရဲ့အနာဂတ်တွေပြည့်စည်ပြီးပြင်းထန်တဲ့ပြစ်ဒဏ်တွေကိုခံရမှာကိုကြောက်ရွံ့လာခဲ့တာပေါ့။ဝေးငါတို့ဘာလို့တင်လဲကွာ။သူတကယ်ရွာသားတွေကိုပြောလိုက်ရင်ဘယ်လိုလုပ်ကြမလဲ။အဲ့ဒီလိုဆိုရင်ငါတို့နှစ်ယောက်ဒုက္ခရောက်တော့မှာပေါ့ကွာ။မဖြစ်ဘူး။သူရွာသားတွေကိုပြောပြလိုက်လို့လုံးဝမဖြစ်ဘူး။ဘယ်လိုလုပ်ကြမလဲကွာ။ဘာကိစ္စနဲ့ပြောခံရမှာလဲကွာ။သူ့ကိုလုံးဝအလွတ်ပေးလို့မဖြစ်တော့ဘူးဒီကောင်မအဲ့ဒီလောက်ကောင်းမှနေမှာတော့သေတာပဲနားအေးမယ်မကျော်သူ့ကိုဖမ်းဆန်းကွာသူ့လက်တွေကိုရောခြေထောက်တွေရောအကုန်လုံးကျိုးနဲ့တရားတုတ်ထားလိုက်သူတို့နှစ်ယောက်ဟာမုတ်ဆိုးမလေးရဲ့လက်တွေခြေထောက်တွေကိုကျိုးနဲ့အတင်းအကျပ်ရှုံနှောင်လိုက်ကြပါတယ်မုတ်ဆိုးမလေးခမညာကြောက်လန့်လွန်းလို့အော်ဟစ်ပြီးတောင်းပန်နေကြတာပေါ့ငါ့လွတ်ကြစမ်းငါ့ဘာဖြစ်လို့ကျိုးထုတ်ကြတာလဲငါနင်းအပေါ်မှာဘာတွေအမားလုံးမိလို့လဲငါ့ကိုကျိုးမထုတ်ကြပါနဲ့ငါကြောက်လာပြီကျမတောင်းပန်ပါတယ်နော်ကျမကိုကြိုးမထုတ်ကြပါနဲ့ရှင်တို့ပြောတဲ့အတိုင်းလိုက်နာပါမယ်ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကိုဘယ်သူမှပြန်မပြောဘူးလို့ကြိတ်ဆိုပါတယ်ကျမကိုဘာမှမလုပ်ပါနဲ့နော်တောင်းပန်ပါတယ်ကျမဒီကိစ္စတွေကိုဘယ်သူမှပြန်မပြောပါဘူးကျမကိုလွတ်ပေးကြပါရှင်ကောင်မလေးကအသေးအတန်တောင်းပန်နေခဲ့ပြီမဲ့လို့လေဘိုးအေးကတော့အသင်းယူဆောင်လာတဲ့တမြောင်ကိုထုတ်ပြီးသူမကိုထိုးတက်ဖို့ပြင်ဆင်လိုက်ပါတယ်စိတ်မကောင်းပါဘူးကွာဒါပေမဲ့မင်းအတွက်တော့နောက်ကျသွားပြီ။စောနာကမင်းနဲ့ကောင်းကောင်းမွန်မွန်တိုင်ပင်တော့ကမင်းကဘာဖြစ်လို့အဲဒီလောက်တောင်ညှင်းဆန်နေရတာလဲ။အခုတော့ငါလည်းမတက်နိုင်တော့ဘူး။သုံးဖြစ်ချက်ကရှပြီးသွားပြီ။မင်းကျိန်စုံနေတာတွေကအလကားပဲ။ဘသူကိုမှမပြောပါဘူးဆိုတဲ့စကားကိုငရဲရောက်မှပဲတော့ပြောလိုက်တော့
စကားဆုံးမှာတော့ဖိုးအေးဟာမုတ်ဆိုးမလေးရဲ့ဝမ်ပိုက်ထဲကိုဓာတ်နဲ့ရဲရဲဆက်ဆက်ထိုးထည့်လိုက်ပါတယ်။မုတ်ဆိုးမလေးရဲ့ဝမ်ပိုက်ကနေသွေးတွေအများကြီးစီးကျလို့လာတာပေါ့။နောက်ဆုံးမှာတော့ပြင်းထန်တဲ့ဓာတ်တန်ရာကြောင့်မုတ်ဆိုးမလေးဟာနေရာမှာတင်ပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်။သူမရဲ့ခန္ဓာကိုယ်ဟာလည်းအသက်မဲ့သွားတာနဲ့ကြမ်းပြင်ပေါ်ကိုလဲကျလို့သွားတာပေါ့။သူမရဲ့မျက်လုံးတွေကတော့ပြူးကျဲလို့နေခဲ့ပြီးအညိုအတေးကြီးစွာနဲ့တည်ဆုံးသွားရတာပါ။မုတ်ဆိုးမလေးရဲ့တဲအိမ်လေးတစ်ခုလုံးမှာသွေးနှံ့တွေနဲ့ပြည့်နှက်လို့သွားတာပေါ့။မောင်ကျော်ကတော့သွေးအေးနဲ့တက်ပြက်လိုက်တဲ့ဖိုးအေးရဲ့လုံရက်ကိုကြည့်ပြီးအသက်ရှူရကြက်လာကအတော်လေးကိုထိတ်လန့်သွားပါတယ်။နှစ်ယောက်သားတယောက်ကိုတယောက်ကြည့်ရင်သူတို့ဟာလူတက်မှုကြီးကိုပါကျူးလွန်မိပြီဆိုတာကိုသဘောပေါက်လို့သွားတာပေါ့။သူတည်သွားပြီ။ငါတို့ဘာလုပ်ကြမလဲ။သူ့ရဲ့အလောင်းကိုသူများတွေမြင်ရင်ငါတို့တတ်တယ်ဆိုတာသိသွားမှာပေါ့။ရွာသားတွေသိသွားရင်ငါတို့နှစ်ယောက်စလုံးလည်းအသက်ရှင်မှာမဟုတ်ဘူးနော်။ငါတို့နှစ်ယောက်တော့ဒုက္ခရောက်တော့မှာပဲ။ဘယ်လိုလုပ်ကြမလဲဖိုး။တကူကူကြံစီသားမအောင်ကွာ။စိတ်အေးထားစမ်းမှာငါကြော်ရမင်းဒီလိုအော်ဟစ်နေလို့လူတွေကြားသွားရင်ဘယ်လိုလုပ်မလဲကွာ။သူ့အလောင်းကိုငါတို့ဒီတိုင်းထားခဲ့လို့မဖြစ်ဘူး။တနေရာမှာဘယ်သူမှမတွေ့အောင်ဖုံးကွယ်ခဲ့ရမယ်။ဒါမှငါတို့လည်းစိတ်အေးလက်အေးနဲ့နေနိုင်မှာပေါ့။လာအလောင်းကိုတွားဝက်ကြရအောင်။အလောင်းဝက်မှာတော့ဟုတ်ပါပြီကွာဒါပေမဲ့အဲ့ဒီအလောင်းကိုဘယ်နေရာမှာတွားဖွဲ့ကြမလဲဒီနေမြေကငါတို့ကျွမ်းကျင်တဲ့နေရာလည်းမဟုတ်ဘူးတကူကူမှားရင်းသွားတာနဲ့ငါတို့တက်တယ်ဆိုတာကိုပေါ်ကုန်မှာကွာအဲ့ဒီလောက်ထိလည်းကြောက်နေစမ်းပါနဲ့ကွာမင်းအဲ့ဒီလောက်ကြောက်နေရင်ဘာလို့ဒီကိစ္စတွေမှာပါဝင်ခဲ့သေးတာလဲဖြစ်လာမှာတော့စိတ်အေးထားပြီးလှုပ်ရှားရှိတာကိုလှုပ်ရမှာပေါ့မင်းစိတ်နဲ့ကိုယ်နဲ့ကတ်ထားစမ်းပါကွာမမပူနေနဲ့နေမီမကျွမ်းလဲတက်နိုင်သလောက်ဝေးဝေးကိုသွားပြီးတော့ပြစ်လိုက်ရင်ရတာပဲအဲ့ဒီမှာသွေးတွေကိုအမြန်တော့စဖောင်းနေနဲ့ဒီအလောင်းကိုတဲကိုလာကူအောင်ကွာသူတို့နှစ်ယောက်ဟာမုတ်ဆိုးမလေးရဲ့အသက်မဲ့နေတဲ့အလောင်းကိုထမ်းပိုးပြီးလဲကွင်းပြင်းနေစီကိုထွက်လာခဲ့ကြပါတယ်။မောင်မဲပြီးတိတ်ဆိတ်လုံးနဲ့ညင်းတဲ့တကောင်ရံမှာသူတို့နှစ်ယောက်ဟာအလောင်းတဲဖို့အတွက်အလုံးရှုပ်နေကြတာပေါ့။အတော်ကြာအောင်အလောင်းကိုဆွဲသွားပြီးတဲ့နောက်မှာတော့ရေအိုင်ကြီးတစ်ခုစီကိုရောက်လာခဲ့ပါတယ်။ကြီးမားနဲ့ဆိုင်တဲ့ရေအိုင်ကြီးရဲ့ဘေးမှာရေတွင်းပြက်အဟောင်းကြီးတစ်ခုကိုတွေ့သွားတော့တာပေါ့။နှစ်ယောက်သားအကြံထုတ်ခဲ့လိုက်ပြီးအဲ့ဒီရေတွင်းပြက်ထဲကိုအလောင်းပစ်ထဲဖို့အတွက်ကြံစီကြတာပေါ့တယောက်ကကြောက်တုံးအကြီးကြီးကိုသွားရှာပြီးနောက်တယောက်ကတော့ကျိုးကိုရှာဖွေပါတယ်ပစ္စည်းတွေအားလုံးစုံလင်သွားတဲ့အခါမှာတော့ကျိုးကိုကြောက်တုံးမှရှီနှောင်လိုက်တော့တာပေါ့အဲ့ဒီနောက်ကောင်မလေးရဲ့အလောင်းနဲ့ပါတခါတည်းတွဲရှိလိုက်ပါတော့တယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာမုတ်ဆိုးမလေးရဲ့အလောင်းကိုရေတွင်းထဲပြစ်ချလိုက်ပါတယ်ကောင်းမလေးကိုပြစ်မရှာခင်ပြူးနေတဲ့မျက်လုံးကြီးတွေကိုကြောက်ပြီးလက်နဲ့အတင်းပိတ်ပေးလိုက်ကြတော့တာပေါ့နောက်ဆုံးမှာတော့မုတ်ဆိုးမလေးရဲ့အလောင်းဟာကြောက်တုံးကြီးရဲ့အရှိန်နဲ့အတူရေအောက်ကိုတပြေးပြေးနစ်မြုပ်သွားပါတော့တယ်ဒါပေမဲ့သူမရဲ့ပြူးကျင်နေတဲ့မျက်လုံးတွေကတော့ကလေးစားရှည်ဖို့အတွက်အရှိန်ကိုစောင့်ဆိုင်နေသလိုပဲဘလို့ပိတ်လုံးဝပိတ်မသွားခဲ့ပါဘူးသူတို့နှစ်ယောက်ဟာအချိန်အတော်ကြာတဲ့အထိအလောင်းကရေပေါ်ကိုပြန်ပေါ်လာခြင်းရှိမရှိသေးကြအောင်စောင့်ကြည့်ပြီးမှမုတ်ဆိုးမလေးရဲ့တဲအိမ်တွေကိုပြန်လာခဲ့ကြပါတယ်။တဲကိုရောက်တာနဲ့အိမ်ထဲမှာကြံနေခဲ့တဲ့သွေးစွန်းနေတဲ့တက်တေကန်ပစ္စည်းတွေကိုအစားအနှဖျောက်ပြီးသိမ်းလိုက်ကြတာပေါ့။အဲဒီနောက်သူတို့ရဲ့ကုန်ပစ္စည်းတွေကိုအမြန်ထုတ်ပိုးပြီးညရင်းချင်းပဲတဲအိမ်ကနေအမြန်ဆုံးထွက်ခွာသွားကြပါတော့တယ်။တညလုံးလဲကွင်းပြင်းထဲမှာပုံအောင်ပြီးအိတ်ဆက်ခဲ့လိုက်ကြတာပေါ့။ဒီလိုနဲ့မနက်မိုးလင်းခန့်ဒီအချိန်မှာတော့မုတ်ဆိုးမလေးရဲ့မိဘတွေရှိတဲ့ရွာစီကိုခရီးဆက်လာခဲ့ကြပါတယ်။မနက်အာရုံဦးနေအလင်းရောင်ထွက်ပေါ်လာတဲ့အချိန်မှာတော့လူယုံမှနှစ်ယောက်ဟာရွာထဲကိုပြောင်ကြဝင်ရောက်ပြီးသူတို့ပါလာတဲ့ကုန်ပစ္စည်းတွေကိုစတင်ရောင်းချပါတော့တယ်။မင်းညာကလူတက်မှုကျူးလွန်ခဲ့တယ်ဆိုတာကိုဘယ်သူမှမယိမ့်မိစေဖို့အတွက်ဘာမှမဖြစ်ခဲ့သလိုပုံစံမျိုးနဲ့ပြုံးရွှင်စွာဈေးရောင်းနေခဲ့ကြတာပါ။စိတ်တက်ကအလွန်အောက်တန်းကြတာကြောင့်ရောင်းတဲ့ပုံးတွေနဲ့တော့မလိုက်ဖက်လာပါဘူးလာဝယ်ကြပါခင်ဗျာလာဝယ်ကြပါကျွန်တော်တို့ကြီးကပစ္စည်းတွေကအင်မတန်ကောင်းမွန်ပြီးတော့ဈေးနှုန်းကလည်းရန်ကိုတက်တာပါတယ်ဈေးတက်တာလို့ပစ္စည်းမကောင်းဘူးလို့တော့မထင်လိုက်နဲ့နော်ပစ္စည်းကောင်းတွေကိုပဲရွေးချယ်ပြီးအားလုံးအတွက်ရည်ရထားတာပါကျွန်တော်တို့စီမာကနိုင်ငံအသီးသီးကအရေးသွေးမြင့်ထုတ်ကုန်တွေကိုပဲဦးစားပေးပြီးတင်သွင်းထားတာအားဗျာလာပါတဲ့ပိုးတဲ့လိတ်တွေကိုအစုံလင်ပါလာတယ်နော်လာကြည့်ကြပါဦးမဝယ်ရင်တော့မှအာမနာနဲ့လာကြည့်လို့ရတယ်ဗျလူကြီးမင်းတို့ရဲ့အချိန်တွေကိုအကျိုးရှိအသုံးချဖို့ကျွန်တော်တို့စီကိုရောက်လန်းခဲ့ပါဗျကြိုက်နေတတ်ရင်လည်းအားပေးသွားကြပါဗျာတနေ့ကုန်ဈေးရောင်းပြီးညနေဆောင်တဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာပစ္စည်းတွေကိုအလင်းအမြန်သိမ်းဆည်းလိုက်ကြပါတယ်ဈေးရောင်းလို့ကြံတဲ့အဝတ်တွေကိုအဝတ်စားတချို့နဲ့ထုတ်ပိုးပြီးရွာတွေကနေတော်လန်အတိုင်းအပြေးအလွှာပြန်လာခဲ့ကြတာပေါ့နိုင်ဝက်လောက်လမ်းလျှောက်ပြီးတဲ့နောက်မှာတော့တောနက်တွေကိုရောက်ရှိလာပါတယ်ငိမ်သက်တိတ်ဆိတ်နေတဲ့တောအုပ်ကြီးထဲမှာတော့ပရိတ်အော်တန်ငှက်တွေရဲ့တောင်ပန်ခက်တန်တွေကလွဲလို့ဘာအတန်းမှမကြားရပဲတိတ်ဆိတ်ရှောက်ရှားနေတာပါ
အဲဒီလိုလမ်းလျှောက်သွားရင်လမ်းကြားတနေရာအရောက်မှာတော့မလုံမရှက်ပဲရက်နေတဲ့အမျိုးသမီးငယ်တယောက်ရဲ့ပုံရိပ်ကိုတွေ့သွားပါတော့တယ်။မိန်ပြလာရအောင်အောက်မှာသူမရဲ့အလားတန်ဟာအတင်းသားပေါ်လွင်လိုနေတာပေါ့။သူမရဲ့ပုံစံကခေါင်းကိုအနှဲငယ်ငုံထားပြီးရှက်ကြောက်နေတဲ့ဟန်ပန်မျိုးပေါ့ဗျာ။အမောင်တို့ကလွှမ်းမိုးထားတာကြောင့်ကောင်မလေးရဲ့မျက်နှာကိုတော့အနီးကပ်မမြင်ရသေးပါဘူး။ဘယ်သူဘယ်ဝါမှန်းသိရှာမသိရသေးပေမဲ့လို့လေသူတို့နှစ်ယောက်ရဲ့ဗီဇအတိုင်းကောင်မလေးကိုစတင်ကစကားကမ်းလှမ်းလိုက်ပါတော့တယ်။ညီမလေးဘာလို့ဒီမှာတယောက်တည်းရက်နေတာလဲမင်းကဘာတူလဲအခုလိုအချိန်ကြီးမှာဘာဖြစ်လို့ဒီတော်ရဲရောက်နေတာလဲအကိုတို့ဘာများကူညီပေးရမလဲနော်အာမနာနဲ့အကူအညီလိုအပ်ရင်အကုန်သာပြောညီမအဝတ်ထည်တွေလိုရှင်လို့ပါအကိုမနေ့ကအကိုတို့ရွာထဲမှာရောင်းနေတဲ့ပိုးထည်တွေကိုညီမအရန်ကြိုက်နေတာဒါပေမဲ့ညီမမှာပတ်စံတစ်ပြားမှမပါဘူးအဲ့ဒါကြောင့်အကိုတို့ရဲ့ပိုးထည်တွေကိုပတ်စံနဲ့များမဟုတ်ပဲတခြားပစ္စည်းတွေနဲ့လဲလှယ်လို့ရမလားလို့လိုက်မိတာပါလဲလို့ရရင်လဲရှင်လို့ပါအိုးညီမလေးရဲ့ဒါကစီးပွားရေးလုပ်တာဆိုတော့အလက်ကားကတော့ကိုတို့မပြီးနိုင်ဘူးအမျက်ကလည်းအများကြီးမကျန်တော့လေကိုတို့မှလည်းကုန်ကြစိတ်တွေကများတယ်မဟုတ်လားအလကားပေးဖို့တော့မလွယ်ဘူးကွယ်ညီမကဘာနဲ့လဲကျင်တာလဲပြောကြည့်လေအစင်ပြေရင်တော့လဲပေးမှာပေါ့အကိုတို့ကြည်ရတာစိတ်ရင်းကောင်းမဲ့ပုံမှာပဲကိုရိုညလုံးကလည်းအရန်ချောတာပဲနော်တဘောလည်းအရန်ကောင်းမဲ့ပုံပဲညီမမှာတော့ပတ်စံမရှိဘူးဒါပေမဲ့အကိုတို့ရဲ့ဘိုးတွေကိုလည်းလို့ရှင်နေလေအပေးရတကူလောက်ကြရင်မကောင်းဘူးလားညီမအဲ့ဒီထဲတွေကိုညီမရဲ့ခန္ဓာကိုယ်နဲ့လဲလှယ်မယ်ဆိုရင်ရောရမလားအကိုတို့သဘောတူရဲ့လားရှေ့မှာရက်နေတဲ့အမျိုးသမီးငယ်ရဲ့ဖိတ်ခေါ်စကားတွေကြောင့်သူတို့နှစ်ယောက်ရဲ့အမှုအရာဟာတဏှာစိတ်တွေနဲ့ရှင်းရှင်းပြောင်းလဲသွားပါတော့တယ်သူတို့နားထောင်လို့တော့မယုံနိုင်အောင်ဖြစ်သွားခဲ့ပြီးမျက်လုံးတွေပြူးကျဲလို့သွားတာပေါ့ရှိသမျှသွား32ချောင်းလုံးပေါ်အောင်နရက်တက်ရှိမတက်ပြုံးခဲ့လိုက်ကြပါတယ်တယောက်နဲ့တယောက်ကြည့်ပြီးတဏှာအပြုံးတွေနဲ့မှပြုံးပြလို့နေပါတယ်မှောင်မိုင်းနေတဲ့ပတ်ဝန်းကျင်နဲ့တဏှာစိတ်ကြောင့်မျက်စိကွယ်နေခဲ့ကြပြီးမကြသေးခင်ကကြုံတွေ့ခဲ့ရတဲ့ကြောက်ရွံ့မှုတွေကိုတော့မေ့လျော့သွားကြပါတော့တယ်မင်းကပို့ပွင့်လင်းလင်းပြောတယ်ဆိုတော့လေငါတို့ကမင်းရဲ့ဆန္ဒကိုလက်ခံရမှာပေါ့ကွာမင်းဘက်ကစပြီးသဘောတူတာနော်ငါလည်းအစင်နဲ့မယ်မင်းရဲ့ခန္ဓာကိုယ်ကိုငါစီပေးတာနဲ့မင်းအတွက်လှပတဲ့အထည်အလိပ်တွေကိုကြိုက်တဲ့လောက်တာယူသွားတော့ဘုနာကရှင်ပုံနာကိုတွားရအောင်မကြောငါပဲအရင်စလိုက်မယ်ကွာဟိုအေဟာတဏှာစိတ်ကြောင့်ဘာကူမှသတိမထားပြီးတော့ပဲကောင်မလေးစီကိုအရင်ဆုံးသွားလိုက်ပါတယ်ကောင်မလေးရဲ့လက်ကိုအတင်းဆွဲပြီးမိန်ပြလာရအောင်မှရုံမာတဲ့အစီအစဉ်တွေကိုစဉ်းစားလို့နေတာပေါ့အမောင်ရိတ်ကြောင့်ကောင်မလေးရဲ့မျက်နှာကိုတေးချကြည့်ပေမဲ့လို့လည်းထင်းထင်းရှားရှားမမြင်ရပါဘူး။ဒါကြောင့်ဘာကူမှတွေးတောမနေတော့ပဲတစ်ပင်အောက်ကရှုံဖို့စီကိုခေါ်သွားပါတော့တယ်။တစ်ပင်အောက်ရောက်လို့ကောင်မလေးနဲ့အတူနေဖို့အတွက်ကြိုးစားလိုက်တဲ့အချိန်မှာပဲကောင်မလေးဟာမဲပြုံးတစ်ချက်ပြုံးလိုက်တော့တာပေါ့။မောင်ကျော်ကတော့သူ့ရဲ့ပစ္စည်းတွေကိုလွှဲပြီးဟိုအေးအလက်ပြီးမှကိုအပြင်မှာစောင့်နေပါတယ်။ခဏတာအတန်တချို့ကိုကြားပြီးတဲ့နောက်မှာတော့ဘာတန်မှမကြားရတော့ပဲတိတ်ဆိတ်လို့သွားတာပေါ့။မကြခင်မှာပဲတယောက်ယောက်ရဲ့အသက်ရှူကျက်နေတဲ့အတန်ကတိတ်ဆိတ်နေတဲ့ညအလဲမှာထွက်ပေါ်လို့လာပါတယ်။ဟုတ်အေးမင်းအစင်ပြေလားကွာပြီးပြီလားမင်းပြီးပြီဆိုရင်လည်းပြန်ထွက်ခဲ့တော့လေကွာဘာဖြစ်နေတာလဲငါ့ကိုစကားပြန်ပြောပါအောင်ကွာကြားနေရတဲ့အတန်တွေကဘာတွေလဲငါစိုးရင်လာပြီကွာငါ့ကိုပြန်ပြေပါအောင်ကွာမင်းအစင်ပြေလားမြင်မယ်လို့ကွာငါဒီမှာစောင့်နေတယ်ငါအတန်ကိုကြားရင်တခုခုပြန်ပြောပါအောင်ဖိုးအေးဟာမောင်ကျော်စောင်းနေရင်စိတ်ပူလာတဲ့အချိန်မှာပဲရှုံပုတ်ထဲကနေထူးဆန်းတဲ့အေးဆက်ဆက်လေးညင်တစ်ချက်တိုက်ခတ်လာပါတယ်။ငါကျော်ဟာဖိုးအေးစီကဘာပြန်ကြားချက်မှမရတော့တဲ့အခါမှာတော့စိုးရိမ်စိတ်တွေကငယ်တဲ့အထီတက်လာပြီးတကိုယ်လုံးတုန်ရင်လာပါတော့တယ်။ကြောက်တဲ့စိတ်ကိုအတင်းအကျပ်ထိန်းချုပ်ရင်တငယ်ချင်းဖြစ်သူကိုစိုးရိမ်တာကြောင့်ရှုံပုတ်ရှိရာစီကိုအရဲစွန့်ပြီးတိုးကပ်သွားတာပေါ့။အနီးအနားကိုရောက်လို့ရှုံပုတ်ထဲကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကဘာလုံးမှောင်အတိကျသွားသလိုခံစားလိုက်ရပါတယ်။အန်အော်လွန်လို့မျက်လုံးတွေပြူးကျဲသွားပြီးပါးစပ်ကလည်းဟာလာဟင်းလင်းဖြစ်လို့သွားတာပေါ့မြင်လိုက်ရတဲ့မြင်ကွင်းကတော့တငယ်ချင်းဖြစ်သူဖိုးအေးဟာဝမ်ဘိုက်ကဥတွေထွက်ချနေပြီးသွေးအိုင်ထဲမှာနေရာတင်ပွဲချင်းပြီးတေဆုံနေခဲ့တာပါဘေးနားမှာတော့အမျိုးသမီးတယောက်ကသွေးတန်တရေရဲနဲ့ရက်နေတာကိုတွေးလိုက်ရတာကြောင့်ငကြော်ဟာထိတ်လန့်တကြားအတကုံအော်ဟစ်လိုက်ပါတော့တယ်ဒါဘာဖြစ်တာလဲဖိုးအေးငါ့ကိုပြန်ထူပါအောင်ကွာမင်းကိုဒီမင်းကတတ်လိုက်တာလားကွာဘာလို့လဲဘာလို့ဒီလိုဖြစ်ရတာလဲငကြောဟာအသိစိတ်တွေလွတ်ထွက်မတဲ့ကြောက်ရွံ့တုန်လှုပ်သွားပါတယ်။အနောက်ကိုဖြည်းဖြည်းချင်းဆုတ်လာခဲ့ပေမဲ့အမောင်တူထဲမှာအမျိုးသမီးကသူ့ကိုကြောပေးပြီးမလုံးမရှက်ရက်နေတာပေါ့။တောအုပ်တစ်ခုလုံးမှာလည်းစူးရှားလာတဲ့ရေတံတွေကပဲ့တင်ထက်ပြီးပြည့်နှက်လို့သွားပါတော့တယ်။
မင်းတို့လေမင်းကိုဘာရီမြန်ငါတို့ဒုက္ခပေးခဲ့ပြီလို့ငါတို့ကိုလိုက်တက်နေရတာလဲကွာမင်းကဘာတူလဲလို့ငါမင်းနေတာကိုပြန်ပြေးစမ်းပါဦးငါတောင်းပန်ပါတယ်ငါကိုမလျှောက်လန့်ပါနဲ့တော့ကွာအမျိုးသမီးကသူပြောတာတွေကိုဘာမှပြန်မဖြေပဲငကြော်ရှိရဘက်ကိုဖြည်းဖြည်းချင်းလှည့်လာပါတယ်အမျိုးသမီးကသူမရဲ့ခန္ဓာကိုယ်ကိုလှည့်လိုက်ပေမဲ့ပေါင်အတီးကျနေခဲ့တာကြောင့်သူမရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသေးဘူးပေါ့ဘလို့ပဲစိုက်ကြည့်မျက်နှာကိုမမြင်ရတာကြောင့်ငကြော်ဟာအသင်းယူဆောင်လာတဲ့လက်နှိပ်တမီကိုတုံတုံရင်ရင်နဲ့ထုတ်ယူလိုက်တာပေါ့တမီကိုအမြန်ပွင့်ပြီးမိန်းကလေးရဲ့မျက်နှာပေါ်ကိုထိုးလိုက်တဲ့အခါမှာတော့ငကြော်တယောက်အသက်ရှူရမတက်ထိတ်လန့်သွားရပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့တကူလုံးမှာသွေးတွေပေကျန်းနေပြီးရုပ်ပြက်ဆင်းပြက်မျက်နှာနဲ့ရက်နေတဲ့ကောင်မလေးဟာမင်းညာကသူတို့ကိုယ်တိုင်ရဲဆက်ဆက်တက်ခဲ့တဲ့မုတ်ဆိုးမလေးဖြစ်နေလို့ပဲပေါ့သူမရဲ့မျက်လုံးတွေကတော့အညိုအတေးတွေနဲ့ပြူးကျယ်နေပြီးတကူလုံးမှာလည်းသွေးညီနှံ့တွေကထွက်ပေါ်နေတာပါလင်းထိန်သွားတဲ့အလင်းရောင်ကြောင့်ဒါဟာသူတို့တက်ခဲ့တဲ့မုတ်ဆိုးမလေးဆိုတာပို့ပြီးတော့တေချလို့သွားပါတယ်မင်းကမဟုတ်ဆိုးမနေမဟုတ်လားဘလို့ဖြစ်ပြီးအသက်ပြန်ရှင်လာတာလဲမင်းကိုငါတို့တွေတေချာတက်ပြီးပြစ်လိုက်ပြီမဟုတ်လားကွာဘာလို့ဒီမှာရောက်နေရတာလဲကွာငါစီမလာနဲ့နော်ငါစီလုံးဝမလာနဲ့ငါကြောက်တယ်ငါတကယ်ကြောက်ပါပြီမဖြစ်ဘူးငါအမြန်ထွက်ပြေးမှဖြစ်တော့မယ်ငကြော်ရဲ့အသီးစိတ်ထဲမှာထွက်ပြေးဖို့အတွက်အသေးအတန်ကြံစီနေခဲ့ပေမဲ့လို့လေသူ့ရဲ့ခန္ဓာကိုယ်ကတော့အမိန်ပေးလို့မရတော့ပဲကျင်းစာတင်နေသလိုတောင့်တင်းလို့နေတာပေါ့ကြောက်ရွံ့မှုတွေကသူ့ရဲ့နှလုံးသားကိုအပိုင်တိန်ထားပြီးလက်ဖြားရှည်ဖြားတွေပါလှုပ်ရှားလို့မရအောင်ဖြစ်နေရပါတယ်မုတ်ဆိုးမလေးရဲ့မျက်နှာမှာလေဓာတန်ရာတွေကအထင်းသားနဲ့ကြောက်စရာကောင်းလို့နေတာပေါ့သူမဟာဖြည်းဖြည်းချင်းအနားကိုတိုးကပ်လာခဲ့ပြီးနောက်ဆုံးမှာတော့ငကြော်ရဲ့မျက်နှာနာကိုကက်ကဆူးရှစွာနဲ့အော်ဟစ်လိုက်ပါတော့တယ်နင်တို့ကလူဖြစ်ပြီးတော့အတိတရားမရှိရဲ့လူတရိတ်ဆန်နေကျေးဇူးရှင်ကိုစော်ကားကြတဲ့အောက်တန်းစားတွေနင်တို့နှစ်ယောက်စလုံးကရက်ဆက်ပြီးနှလုံးသားမရှိကြဘူးငါရဲ့ခန္ဓာကိုယ်နင်တို့အရန်လို့ရှင်နေကြတာမဟုတ်လားကောင်းပြီလေငါရဲ့ခန္ဓာကိုယ်နင်တို့လိုရှင်နေမှာတော့အသက်ရှင်မှုမကြိုးစားနဲ့တော့ငါနဲ့အတူတက်မလွန်လိုက်ခဲ့ပြီတော့နင်လိုရှင်တာကိုငါပေးမယ်အခုရောချိန်နေပြီမဟုတ်လားဒီနေ့ဒီရှင်ရစပြီးငါနဲ့အတူငရဲမှလိုက်နေပြီတော့မုတ်ဆိုးမတရေမဟာရက်ဆက်တဲ့အပြုံးကိုပြုံးလိုက်ပြီးသူမရဲ့လက်သေးရှည်ကြီးတွေနဲ့ငကြော်ရဲ့ဝမ်းပိုက်ကိုထိုးခွဲကဥတွေကိုဆွဲထုတ်ပြီးတပ်ပစ်လိုက်ပါတော့တယ်။ငကြော်ရဲ့နာကျင်လွန်းလို့အော်ဟစ်လိုက်တဲ့အတန်ဟာတိတ်ဆိတ်နေတဲ့တစ်တော်ကြီးတစ်ခုလုံးကိုတုန်ဟီးသွားစေတာပေါ့။နောက်ဆုံးမှာတော့ငကြော်ဟာသွေးအိုင်ထဲမှာလူလိမ့်ရင်အသက်ပြောက်လို့သွားရပါတော့တယ်။လူယုံမှာနှစ်ယောက်စလုံးတေဆုံးသွားတဲ့နောက်မှာတော့မုတ်ဆိုးမလေးလည်းသူမရဲ့ကလေးစားရှည်ခြင်းလုပ်ငန်းကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီးအမောင်တူတွေကိုဖြည်းဖြည်းချင်းပျောက်သွားခဲ့ပါတော့တယ်မနက်လင်းတဲ့အခါမှာတော့တော်လန်ဘေးမှာဝမ်ဘိုက်တွေပွင့်ထွက်ပြီးတေဆုံးနေကြတဲ့ကုန်းတဲ့နှစ်ယောက်ရဲ့အလောင်းကိုရွာသားတွေကတွေးရှိခဲ့ကြပါတယ်။သူတို့ရဲ့အနားမှာတော့လှပတဲ့ပိုးထည်လိပ်တွေကသွေးတွေစွန်းထွက်ရင်းပြန့်ကျဲလို့နေခဲ့ပါတယ်။ဒီဇလန်လေးကိုကြည့်ပြီးတဲ့နောက်မှာတော့မိမိအပေါ်စီဒနာထားတဲ့ဂျေဇုရှင်ကိုပြန်လဲစော်ကားမိရင်ဘလို့ကျင်းစာမျိုးနဲ့ရင်ဆိုင်ရမလဲဆိုတာကိုသတိပြုမိစေမှာပါလောဘနဲ့ယမတ်ဇောကိုရှေ့တန်းတင်ပြီးရုံမာခဲ့တဲ့ကိုဖိုးအေးနဲ့မောင်ကျော်တို့ဟာနောက်ဆုံးမှာတော့သူတို့ကျူးလွန်ခဲ့တဲ့မကောင်းမှုကံကြမ္မာအတိုင်းကြောက်မက်ဖွယ်ကလေးစားရှိခြင်းကိုပြန်လဲခံစားသွားခဲ့ရရှာတာပါသူတစ်ပါးကိုနှိမ့်ဆက်ရင်ကိုယ်တိုင်လည်းပျက်စီးရတယ်ဆိုတဲ့လောကနိယာမအတိုင်းမကောင်းမှုပြုရင်မကောင်းကျိုးခံစားရမယ်ဆိုတာကိုဒီဇလန်လေးကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာကျွန်တော်ရဲ့ရှစ်ပရိသတ်တွေလည်းကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးစိတ်အပန်းပြေကအေးချမ်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်းနဲ့ပဲကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာနေမဲ့ရနာလိုက်ပါရစီလားခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေ